ဖုန်းစပီကာပေါက်တကယ်လို့သိုးနေခဲ့တယ်ဆိုလို့ရှိရင်ဖုန်းကိုဒီလိုမျိုးခါတာတွေပေါ့နော်မလုတ်ပဲနဲ့ပေါ့နော်ဒုတ်ချောင်းနေနဲ့ဒီလိုမျိုးထိုးကလိတာဆွဲပြီးတော့ဒီတဲကညစ်ကြေးတွေထုတ်တာမျိုးတွေမလုပ်ပါနဲ့နော်အဲ့ဒါမျိုးကြတော့ဒီဖုန်းထဲကစပီကာပြက်သွားနိုင်ပါတယ်လို့နော်ဖုန်းစပီကာသိုးနေခဲ့တယ်ဆိုလို့ရှိရင်ဆော့ဝဲမလို့ပဲနဲ့ပေါ့နော်ဒီ TikTok ထဲမှာတင်အတန်ကြအောင်လုပ်တဲ့နီးလေးကိုယွန်းလေးကလာရောက်မြောက်ပေးမှာဖြစ်တယ်ရှင်သွားမကြည့်သေးခင်မှာယွန်းလေးကို follow လေးလုပ်ပေးထားမယ်ရှင်ဘယ်လိုမျိုးသွားပြီးတော့လောက်ကမလဲဆိုတာအသေးစိတ်ယွန်းလေးနဲ့တူတွားကြည့်ကြမယ်ရှင်ကိုယ့်ရဲ့ကောက်ထဲရောက်လာပြီဆိုရင်အပေါ်ကဒီမှန်ဘလူးလေးကိုနှိမ့်လိုက်မယ်ဒီနေရာမှာ speaker cleaner sound ဆိုပြီးတော့ရိုက်ရှာလိုက်မယ်ပေါ့နော်ဒီဗီဒီယိုလေးတစ်ပုဒ်ကိုနှိမ့်လိုက်မယ်ပေါ့နော်ကိုကဒီဗီဒီယိုလေးကိုမဖွင့်ခင်ပေါ့နော်ကိုယ့်ရဲ့ speaker ကိုဒီဒိတ်တုံချက်ထားဖို့လိုတယ်ပေါ့နော်ထည့်ပြီးလို့ရှိရင်ဒီ speaker ဒီဗီဒီယိုလေးကိုအတိုင်းချက်ပြီးဆိုတော့စာဆန်းခွင့်ရပါလိမ့်မယ်ဒီလိုမျိုးလေးတွားပြီးတော့လုပ်ကြည့်ပါရှင်ကိုယ့်ရဲ့ speaker ကိုသုံးနေလို့ဆိုရင်TikTok နီးပညာပိုင်းနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တက်မြောက်ခြင်းနဲ့ကျွမ်းကျင်သင်ယူလေ့လာခြင်းနဲ့ဆိုရင်ယွန်းလေးရဲ့ချက်ပေါက်မှာအသေးစိတ်လာရောက်မေးမြန်းလို့ရပါတယ်ရှင်